ကျွန်တော်တို့နောက်ကဂီတာမူရောက်တော့သူဂီတာမူနဲ့တူကြကောင်းတယ်ကေမောက်ဆရာလေးရောက်ဟောတတဘိုင်းရင်စဆိုမယ်တတလူဆိုဒီမှာတဲ့ကို လူဆိုဒီမှာ ဟုတ်ကဲ့တမိလူဆိုဒီမှာဆိုတော့ဘဲဆိုဒီမှာမဆိုနဲ့နော်ငါဘဲဆိုတော့အဲ့လိုပဲလေမျက်နှာမြောက်အမျိုးတွေမျက်နှာမြောက်လိုက်တာဟဲ့ဘယ်လိုကြအဲ့လိုနဲ့တောင်းနေမလားပါဘူးဟဲ့ကြည့်တော့မဟုတ်ဟဲ့ပခုံးကြီးကိုလေးလိုဟဲ့တတပြောတယ်နော်လူဆိုဒီမှာဆိုမယ်နော်ကဲအခုလူဆိုဒီမှာဆိုမယ်ဗျာအမျိုးတွေတော်ဝင်တောင်းစုများတာလီအကမျိုးမြတ်တိစုံမေက
သားဆိုမလဲသားဆိုပြီးမှဥတို့ဆိုမယ်နော်သားပါဆိုမယ်ပြော တို့မေမေ တို့မေကောင်းတော့အမေကျေးဇူးဆက်တယ်နော်အဲ့တော့မချစ်ချစ်လေးကြချိတ်မှာချိတ်မိုက်လေ မင်းချိတ်ကြအင်ကြီးမှပါပဲနဲ့လက်မောင်းကြီးချိတ်အောင်ရှိတော့လားပဲဆိုလိုက်တော့ဥတို့အစီအစဉ်တွေကိုတွားရတော့မယ်သွားလည်းပခုံးနေလေးလာပြီနောက်ထပ်ဆူကြဖို့လဲပေးသက်ကပတ်စံမရှိတော့ဘူးတဲ့ဟာဒီနေရာမှာလာလို့လည်းချင်းဆိုပေမဲ့အမောင်တို့ညော်တပီအတွင်းမှာငိမ့်ချွန်တော့ကဘောတီချီ ခဏပါအကို ဟာဒီ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါ ကိုကြီးရှင်းမှာကလေးလေးရဆိုသွားတယ်တချင်းမဆိုပါနဲ့တော့နာကြီးမဆိုလို့ပါ အာလူရှင်တော်ပဲပါမယ်တချင်းဆိုပါစကား မဆိုပါနဲ့မဆိုပါနဲ့ ပြလို့ မြတ်ရေအညီမဒီမဲ့ကိုကလာဘယ်ပေးတဲ့များကိုပြင်းတော့ပြေသွားအောင်လို့မျက်လက်ပြပါရစေ အာဒီကောင်အေးနေလေကျမင်းမျက်လက်လေးလုံးနေပြန်မလူရှင်တော်ဆိုမျက်လက်လျှောက်ပြမနေနဲ့ပြလုံးရှိပြက်ချက်ရှိပြဘာမှမတတ်ဘဲနဲ့လျှောက်ပြ ဟုတ်ပေးတဲ့များမယုံဘူးလား မျက်လက်ပြရင်မိုးလေးကူသွား မရဘူးမျက်လဲတဲ့လက်လဲတဲ့နဝလဲတဲ့သုံးမျိုးရှိ အနေတော့မျက်လက်ရပါလား မျက်လဲကပေးတဲ့ဘဲဘဲကိုဘယ်လောက်ကြီးမျက်လုံးတွေကကြည့်တာကြည့်တာမျက်စိကိုလှည့်စားမယ်ဟောဒီဒုက္ခနှောင်းကြီးကမွေဖြစ်သွားစေရမယ်အဲ့ဒါမျက်လက် ဒါပြင်လက်လက် လက်ထဲမှာဘာမှမရှိဘူးနော်ပစ္စည်းတွေရောက်လာစေရမယ်အဲ့ဒါလက်လက် နဝလက် နဝါကြီးကိုလှည့်တာဒီနဝလက် မတက်ဘဲနဲ့မင်းအဆက်ကွဲနေမလုံးနဲ့ပြက်လုံးပြက်တော့ ဟမ်မယုံဘူးလားမင်းတကယ်ရဖေဒါလေးကနမယုံလို့တဲ့ ဟိုရဒီကောင်ဇွတ်လုံးနေတာဟာအဲ့ကောင်ဟဲ့ကောင်မလုံးပါနဲ့အဆက်ကွဲကုန်လိမ့်မယ်လို့ပြောနေမှာဟဲ့ကောင်ဘဲတော့ ကဲဟောဒီပေါ်ဝါလေးဒီမှာပေါ်ဝါလေးတွေ့လားဟောဒီပေါ်ဝါလေးကိုလက်ထက်တွေပြောင်းအောင်ဖြောင်းမယ်ဆိုယုံသလား မဲအဆက်တော့ကွယ်ပြောက်ရင်ယုံနေကွာမပြောက်ရင်မယုံဘူးငါသိချာကြည့်ပါ ကိုလာဟန်ကမယုံလို့တဲ့ကိုကလားရေညမြရေငါညီမဟောဒီပေါ်ဝါလေးကိုလက်ထက်တွေပြောင်းအောင်ဖြောင်းမယ်ပြောင်းကြည့်တာပါပေးတယ်မှာလက်ထက်မှာဘာမှမရှိပါဘူးဟောဒီပေါ်ဝါလေးဒီလက်ထက်တွေပြောင်းသွားစေရမယ်ဒီကြည့်ပါဟောဒီပေါ်ဝါလေးလက်ထက်ပြောင်းရင်ကိုလာဟန်ယုံနေနော်ဟေးပြောင်းစမ်းပေါ်ဝါလေးပြောင်းဟောမလက်ထက်တွေပြောင်းနေပြီပေးတယ်များလက်ထက်မှာဘာမှမရှိဒီပေါ်ဝါလေးဒီမှာအဲ့တော့ကိုလာဟန်ချင်းသိပြီးတော့ခမရဖူးလို့မဟုတ်လားဟာဖူးမဟုတ်ဟေးပြောင်းแล้วนี่ပြောแล้วကိုဒီပြပါပေးတယ်များလက်ထက်တွေပြောင်းတော့ဒီအဲ့ဒါလက်လက်ပညာလို့ခေါ်ပါတယ်လက်လက်တစ်ထက်မှာပေါ်ဝါလေးပြောင်းသွားပြီအဲ့ဒါကိုလက်လက်ပညာလို့ခေါ်ပါတယ်ပေးတယ်များကျေးဇူးတင်ပါတယ် ဘဲတော့ကြီး ရာရဲ့ ငါဒီတစ်ပတ်လေးပြောက်အောင်ဖြောက်ပြတာ ကိုလာတော့ကြမရောက်ခဲ့ဗျာခင်ဗျာ ဘာလို့ ပေါ်တက်လေးတာဖြောက်တတ်တာပေါ့အဲ့လောက်ကြည့်လိုက်ပဲဖြောက်တတ်ပါမလို့ ဟာမင်းပညာမှမတတ်ပဲနဲ့လာငါတော့ပညာတတ်တော့ဟောဒီတစ်ပတ်ကိုအမိန်ပေးတယ်နဲ့ငါမျက်စိရှိရနေပြောက်အောင်ဖြောက်ပြ ယုံပါဦး ဟာမင်းမယုံဘူးလားမယုံသိချာကြည့်မင်းတို့ကလက်တမွားတော့ပေါ်ဝါလေးဖြောက်ပြတာလာငါဟောဒီတစ်ပတ်ကိုအမိန်ပေးလိုက်အမိန်ပေးတယ်နဲ့ငါမျက်စိရှိရနေပြောက်ကိုပြောက်စီရ ယုံပါဦးယုံ သိချာကြည့်ဟဲ့တစ်ပတ်မင်းကငါမမြင်ချင်ဘူးငါမျက်စိရှိရနေခုချက်ချင်းပြောက်သွားတာဟောပြောက်သွား ဘာလို့နောက်နှုတ်ပြတာတော့မလို့ မျက်စိရှိရပြောက်အောင်ဖြောက်တာလေမျက်စိရှိမရှိတော့ပြောက်သွားပြီ ကိုလာ ဟာလေ ဘယ်ပဲမျက်လက်ပညာတတ်တယ်ဆိုမယုံဘူးလား ဟာယုံ မယုံဘူးဆိုလို့ရှိရင်ကိုလာဟန်ပေးခြင်းတဲ့ပတ်စံကိုပေးဘယ်ပဲလက်နဲ့ထိလိုက်တာနဲ့1000နဲ့ဖြစ်စေရမယ် သိကြလို့လား တကယ်ပြောတာ ဟဲ့ဘယ်တော့ကြီး ဟမ် ဟော50တန်ကို1000တန်ဖြစ်အောင်လုပ်ပြတာ ကဲကျန်ကျန်ဖမဟဲ့ဒီနဲ့သေးတာမရှိတော့ဘူးလားဟဲ့50တန်နဲ့ အိုးဘာဖြစ်ဖြစ်မင်းဘယ်ဘက်ဆံတို့ရတော့ ရတယ်ဟောဒီ50တန်လေးကိုကိုကလားရေမမြတ်ရေတရားချင်းနော်ဘယ်ပဲ1000နဲ့ဖျောက်လို့ပြန်မယ်ဟေး50တန်လေးဘယ်ပဲလက်ထက်ရောက်သွားပြီ1000နဲ့ဖြစ်ကြည့်ပါဟောဒီ50တန်လေးဒီဘယ်ပဲလက်နဲ့ထိလိုက်တာနဲ့1000နဲ့ဖြစ်သွားပါပြီအဲ့တော့ကျေးဇူးပြီးတော့ကိုလားဟဲ့ခုနတန်ဒေလေးနဲ့ဖူးလို့မဟုတ်လိုက်လို့ရှိရင်ဟောဒီ50တန်လေးဒီ1000နဲ့ဖြစ်စီရမယ်ခင်ဗျာဖူးနဲ့မဟုတ်လိုက်တော့မဟုတ်တာကဲညလာဘယ်ဘက်နဲ့ထိလိုက်တာနဲ့1000နဲ့ဖြစ်ပြောဒီရောအဲ့ဒါ1000တန်များဘယ်ဘက်နဲ့ထိလိုက်တယ်ပြောတယ် ဒါဘယ်ကဖြစ်တဲ့1000 ကိုလည်း50တန်ဖြစ်တာလေ ငါ90ရဖြစ်တဲ့1000မို့လို့ငါသိမ့်လိုက်ပြီ9995ချက်မြတ်တယ် ကိုလည်းအဲ့လို1000တန်ကိုတရားကြည့်ကိုကလားဘလူနီးနဲ့ပြန်ယူပြမစတရားကြည့်တာကိုလား ဟာလေ ညနေရလေအလူတကအလူမလေဗါတဲ့မြောင်းငိုသည်ဆိုတာလားအဲ့ဒါတွေရောလေစိတ်နှူးမဖွဲ့လို့မစားဘူးလားလေဗါတဲ့ဘာကတဲ့ချက်ဆိုတာအဲ့ဒါတွေအများကြီးကျွရလေခက်ခက်ဘာလို့လိုက်မစား ငါညနေတော့ဘိုင်းမစားလို့မစား အော်စားဟဲထူးကြစားတယ် မစား မစားဘူးလားအခုရော ခုတော့ခုံလိုက်ပေါက်လိုက်နဲ့စားလား ဟ
စားလို့ရှိရင်လေကိုလာအဲ့1000နဲ့တစ်ထည့်လိုက်ခမစားချင်တာရောက် ငါတကယ်ပဲရှာနေနော် တကယ်တကယ် သိကြလား မစားဘူးရရောက် မုံရောက် ရောက် 1000လန်ထည့်ရ ထည့်ထည့်ပါဟဲ့ ဘေးတို့ရမင်းငါမြန်အော်ကြီးမှန်မင်းအိတ်ကအပေါက်ကြီးပတ်စံထဲအောက်ပြုတ်ကျသွားမင်းကကောက်ယူသွားငါဘာမှမစားပဲငတ်ခမင်း မထဲပဲနေမနေနဲ့အဖေပိတ်လိုက်ပြီဖေဟောပိတ်လိုက်ပြီနော်မပိတ်လိုက်ပြီနော်ဖေနော်မဲမနော်ပိတ်လိုက်ပြီနော်ဖေနော်ပိတ်လိုက်ပြီထက်ထက် မောတကယ်ရောက် ထက် သိကြနော် ရှာတယ်အော်ထက်ပြီးမှပြန်နှုတ်သေးတယ်ဟဲ့ ဒီကောင်ကလူလေရပတ်စံထဲလိုက်မှအိတ်ရောပတ်စံသိမ့်သွားကိုရှုံးမှာမင်းအိတ်ကဘာအိတ် အိတ်စာတရတာရရတဲ့အိတ် ဟဲ့ကအိတ်စာတရားအိတ်ဆိုရင်ပတ်စံထဲမှာမဟုတ်ဘာထက်တယ်မင်းထဲမုံရောက်ဘာထက်တယ်ရ ကြိုက်တယ် ဘေးတော့ ဟမ် ဟောတာဝါကြီးထဲမှာ ထက် ဒါကြီးတော့မင်းလိုရင်ယူသွားရတော့ငါနှချီတွေလုပ်ပြီးသားဒါပေမဲ့ငါဖះတိုင်တော့ရှင်ဖះသူ့အိတ်ကအိတ်စာတရားအိတ်တဲ့တပည့်တော်ခုဘိုက်စာနေဟောတာဝါထဲရင်မုံရောက်တယ်လို့ပြောပါတပည့်တော်ဒီတာဝါကြီးသူ့အိတ်ထဲထည့်လိုက်တပည့်တော်စားရင်လည်းမုံချက်ချင်းရောက်ပေးပါဖះရောက်ပါ ကဲကိုလာဟာစာကြနာလေးရှောက်ကဲကျေးဇူးပြုပြီးနှိုက်ကြည့်လိုက်ပါကိုလာဟာစာကြနာဒီခုအိတ်ထဲမှာရောက်နေပါပြီနှိုက်ကြည့်လိုက်ပါ သိကြ နှိုက်ပါပေးတယ်မြခင်ဗျာကိုလာဟာဘာစားကြနေဆိုတာသိအောင်လို့အိတ်ကလေးကိုမြောက်ပြလိုက်ပါစားကြနာလေးကိုမြောက်ပြလိုက်စမ်းပါကိုလာဟာစားကြနာလေးမြောက်ပြ ဘာဆိုင်မငါပေါက်စီစားရင်တော့မင်းပေါက်စီထဲတဲ့အိတ်ကြီးထွက်လာအဲ့ဒါပြောမကြိုက် အဲ့လိုမရမှာတော့ဟောတမဲကိုလာဟန်မဲတန်ချောင်းကြီးတွေ့လား ငါ မတန်ချောင်းကြီးနောက်မှနားရအဖေမကြည့်တန်ချောင်းကြီးကိုင်းနာ တန်ကြောက်ပါလို့ ကျော်ကိုင်းနာငါပြအဲ့ဒီတန်ချောင်းကြီးနဲ့ဟောဒီဘောလုံးကိုဒီလိုထိုးမယ်မပေါက်စေရမပေါက်ရင်1000ပြန်ပေးမလား ဘယ်တော့မင်းလူယုံအောင်ညာစမ်းမှာမင်းဘောလုံးကဒီလိုတန်ကြောင်းနဲ့မပြောနဲ့ဒီလိုအချိတ်နဲ့ထိုးတော့မင်းဘောလုံးပေါက်ပြီးရတယ်ဒါနဲ့ထိုးရင်မပေါက်ဘူးဒါနဲ့မပြောနဲ့ဒါလေးနဲ့ထိုးရတော့ပေါက်ဘူး ဘာလဲဖောက်ပြစ်တာတော့ဖေရဲ့ မင်းညာလာလူသိအောင်လို့မင်း မညာပါဘူးပြောနေမှာအဲ့ဒီတန်ချောင်းကြီးနဲ့ဟောဒီဘောလုံးကိုထိုးပေါက်မယ်မပေါက်စေရမပေါက်လို့ရှိရင်1000ပြန်ပေးမလား ဘယ်တော့ကလူလဲရဲ့ခုနကတော့ဘောလုံးအစ်စ်ယူလာဒါဘောလုံးအစ်စ်မို့လို့ဟိုနားလေးကပလတ်စတစ်ဘောလုံးနေပလတ်စတစ်ဘောလုံးဒါနဲ့ထိုးလို့လကားပေါ့ဒါပလတ်စတစ်လားဘောလုံးစစ်လားမစမ်းကြည့်အောင် ဘာလဲဖောက်ပြစ်တာတော့ဖေရဲ့ ငါအတုမှတ်လို့ အစ်စ်ပါပြောနေမှာမယုံနေပေးအဲ့တန်ချောင်းပေးဟေးဘောလုံးလေးမပေါက်နဲ့နော်ပေးမှကြည့်ပါဟောဒီဘောလုံးကိုကျွန်တော်ဒီတန်ချောင်းနဲ့ထိုးပေါက်မယ်လုံးဝမပေါက်စေရပါမပေါက်လို့ရှိရင်1000ပြန်ရမှာဖြစ်ပါတယ်ကဲမပေါက်နဲ့နော် နားပိတ်တာပေါက်နေပြီနားပိတ် ပေါက် တာ နေနော် ပေါက်တော့မဖောက်တော့ပေါက်တော့ဖောက်တော့တမန်ခမရတော့ကျဲတယ်လေဘုရားတော့တန်ချောင်းနဲ့မပြောနဲ့အလေးနဲ့ထိုးရတော့ပေါက်တယ်ဒါတန်ချောင်းကြီးထိုးရတော့မပေါက်ဘူးဆိုတော့ဒါဘောလုံးအစ်စ်မဟုတ်တော့အတုနေပါအစ်စ်လားတုလားမစမ်းကြည့် ဘာလို့ဖောက်ပြတာတော့ဖေရဲ့ အတုမှတ်လို့ဘယ်တော့ရမင်းကပေးတာမျက်လက်ပြရင်တော့များအေးရပစ္စည်းတွေယူလာပင်မလှဟန်ကွာဆိုင်နဲ့ရှိတဲ့ပစ္စည်းတွေလေပြိတ္တကိုအံ့ဩတော့ငါမျက်လက်ပြရှာကြည့်တာတေချာကြည့်တာဒီမှာဟိုင်းမှာကြည့်တာဟဲ့ဒါဘာလို့ အဲ့ဒါစိန်နူကဘလုံးခောက်တဲ့ဟာအသားတုံးကြီး အဲ့အသားလုံးကအသက်ရှိလားမရှိဘူး အသားလုံးတမရှိဘူး အေးအသက်မရှိတဲ့အသားလုံးကချက်ချင်းအသက်ဝင်ပြီးရေတွေထွက်လောင်လှဟန်လုပ်တယ် အိုးမောင်လာဟန်ရဲ့ဘယ်တော့ပြစိန်နူကဆိုင်နေလိုက်တာ12နှစ်ရှိပေါ့တခါမှရွထွက်တာမမြင်ဘူး ဟာမင်းတို့ပညာမတတ်မင်းတို့တတ်တာမျက်လက်လက်နဝက်လက်လှဟန်တို့ပြတော့မှာအခုကပြစ်စလက်နေအရာပြမှာဂါထာမနန်ကိုအုံခံပြီးပြ ရုံမအောင်ရေမထွက်ပါဘူး မျက်လုံးမမိတ်နဲ့မျက်တောင်မခတ်နဲ့တရားကြည့်ဟောဒီအသားလုံးရေကိုထွက်စေရအော် အင်းကလတက်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  မနောက်ရှက်နဲ့ အားရအဲ့လိုလားနော်ကိုကလာနော် အင်း အိုးဖာအင်းအောင်လို့အောင်လားဟဲ့အော်အင်း ရှာမစဲနဲ့နာငါဂါထာယုံ အေးပါအေးပါ အော်လက်ကလေးချီတို့မယူရနဲ့ကျစီဝဲလို့ဖေလို့မလေးတောင်မောရှန်လေးဆိုရလို့ပြီးတော့ဆိုတော့စီလေးဆိုရှောက်ပင်ရှင်းတဲ့ရှောက်စီရှင်းစားရှောက်ဖာကြီးဝါငါဆီယာလန်အမိတ်ပေးမယ်ဝင်ရတကဟောဒီအသက်မရှိတဲ့အသားလုံးကချက်ချင်းအသက်ဝင်ပြီးတော့ရေတွေထွက်ကြလိုက်စားဟေးအချလောဟာ ဟုတ်တယ်နော်အေးဘယ်ဘက်တခါမှမမြင်ဘူးပါဘူးဟဲ့အဲ့ဒါတကယ်အောင်တော့ပါဆရာကြီး
လုပ်ပြစမ်းမ ပညာဆိုတာတစ်ခါပဲပြ ဆရာကြီးတကယ်ကိုမမြင်ဘူးလို့ပါဆရာကြီးနောက်တစ်ခါရေထွေးအောင်လုပ်ပြစမ်းမလို့ ခဏခဏပြလို့မကောင်းဘူးလို့ ဆရာလည်းမာနာကြီးတာမဟုတ်တော့မနောက်တစ်ခါရေထွေးအောင်လုပ်ပြစမ်းမလို့ အာနောက်တစ်ခါလုပ်ပြလေဖော်တော့ရေပြန်ဆွတ်ရမှာပေါ့မင်းရတယ်ပရိသတ်တွေအကုန်လုံးချစ်တဲ့ကိုလာဟန်ကြီးဘဲဘဲရဲ့အစွမ်းကြောင့်တရေဖြစ်စေရမှာကြည်တာဟာအဲ့ကကြီးကြည်တာဦးလာဟန်ကြီးတရေဖြစ်တော့မှာနော်အဲ့ကမပြောနဲ့ကြလားပါဦးလာဟန်ကြီးတရေဖြစ်ကြည်တာဟေးဒီချိန်ကစပြီးတော့ဘဲတော့ခိုင်းတဲ့တရေကြီးဖြစ်သွားပြီလက်ညှိုးထုတ်လိုက်တဲ့ဘဲတော့ရဲ့တပည့်ကြီးဖြစ်သွားပြီဟာဟေးတပည့်ကြီးဘာမင်းတရားဘဲတော့အမိတ်ပေးမယ်အပေါ်ကလင်မန်းကိုနေမယူပါဘူးနော်ဆရာကိုချစ်ရင်မယူနဲ့ ဒီကနာတော်ရင်ကိုအလိုလိုလေးတစ်ပဲဖြစ်မှာနားမတော်ဘူးသူကမယူနဲ့ဆိုယူမယူဆိုမယူမယူနဲ့လို့ပြောတဲ့အတွက်ယူတယ် ယူနဲ့ယူတော့တရေပြတ်ပါဘောဟေးငါသိကြလို့ပဲခုနဆွတ်ကြခုနမင်းမကြည့်ပါဟောဒီစတဲ့လို့နှခါမရရဘူးတရေပြတ်ဟေးတပည့်ကြီးဆရာစကားနားထောင်တော့အားလို့လိုက်ပြီးတော့မပုတ်နဲ့လင်မအောက်ကမပုတ်နဲ့နော်ဟာ မပွတ်နဲ့ဆိုနေပွတ်တယ်ပဲပွတ်တယ်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  တနာပါလေဘာမှမသိစားဘူးပုတ်တယ်လေဟေးငါလိုမျက်နာကိုဒီလိုလိုက်မတော့နဲ့ဒီလိုလိုက်မတော့နဲ့ တောက်တယ်ကွာတောက်တယ်ကွာတောက်တယ် ဘာမှမသိတော့တယ်မျက်နာရောမဲခါနေမျက်နာလေးကပြတယ်မှာ အေး ပြတယ်မှာ အေးရောကြည့် ဟာတရေ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 မမကသိချစ်ဖို့ကောင်းတယ်လူခွဲတာအနာနာကခါရဲ့စိတ်တက်ကလေးကိုကိုပင်းနေတယ်မမကိုသိချစ်တာပဲကွယ်မမကသိတနာဖို့ကောင်းတယ်ကျွန်တော်မပြောပြောကောင်းမကဘူးကွယ်ဘယ်သူမှခရီးမဆိုင်တဲ့ချစ်တယ်မမကိုသိချစ်တာမမကိုချစ်တယ်ကျွန်တော်ကိုချစ်တယ်ဘာမှမပြီးဘူးကွယ်မမကိုသိချစ်တာကွယ်တိမ်မုံကိုကောင်းတယ်ခြေရလေးလဲကြောက်တတ်ပြီးခွဲရင်လို့တဲ့နည်းနည်းမှမဟုတ်တယ်မမကိုတိမ်မုံတာပဲခွဲမမကအပြောင်းလဲမြန်လွန်းတယ်ညာညာပြီးချစ်တတ်ပါတယ်အိမ်မက်ကလေးရေနှိုးသွားတော့ခွဲမမကိုတိမ်မုံတာပဲမမကိုမုန်းတယ်ကျွန်တော်ကိုမေးတယ်ဘာမှမသိဘူးကွယ်မမကိုတိမ်မုံတာပဲကွယ်ဖို့ကောင်းတယ်လူခွဲတာအနာနာ
တိတ်စတာပဲမမကတိတ်တနာဖို့ကောင်းတယ်သတော်ပါပြောပြောကောင်းမကားဘူးခွဲဘယ်သူမှကိမဆိုင်ပဲချစ်တယ်မမကိုတိတ်စတာပဲမမကိုချစ်တယ်ကျွန်တော်ကိုချစ်တယ်ဘာမှမသိဘူးခွဲမမကိုတိတ်စတာပဲမမကိုချစ်တယ်ကျွန်တော်ကိုချစ်တယ်ဘာမှမသိဘူးခွဲမမကိုတိတ်စတာပဲချင်းတော်လေးပြည်သမီးအတော်ဆိုရင်ဘယ်ဘက်နဲ့ပွင့်တဲ့ချင်းကိုစဆိုပါမယ်အားလုံးပျော်သွားအောင်လို့ပါဘယ်ဘက်နဲ့ပွင့်တဲ့ဆိုတာလေးအကြီးပဲကိုရေးစဆိုပေးမယ်နောက်စစ်မောင်ជីជីပဲ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 ငါကြတာမျိုးကြီးပဲငါကြတာမျိုးကြီးပဲ ဘယ်ရေနောက်တော့မှဆိုပါဥရဝါကြီးကိုလေပညာသားပါတဲ့တီလုံးလေးတစ်ပုတ်တော့တီးပြပွဲပြုပါလို့တောင်းပါမရစေတစ်ပုတ်သေးပါအဲ့ဒါပြီးရင်သမီးပုံညက်ဖြူတို့တာချစ်သွေးတို့မင်းတို့တစ်ခါပြန်ဆိုတစ်ပုတ်သေးဒီမှာ ဟုတ်ကဲ့ဆရာကောင်း ဒီနာထိုင်မလားဘာလို့လဲခဏလေးပြီးတော့မှမဟုတ်တာထိုင်မကျေးဇူးပဲလူလေးတွေကျေးဇူးပဲ ထိုင်မှာဗျကိုထိုင်မှာကို ဘယ် ဒူဒူရေ နဲဆရာရွှေတစိမ့်ရစိန်ဝင်းလွယ်စိုက်တော့ခေါ်လိုက် ဟုတ်ကဲ့နိုင်ငံတော်ရွှေတစိမ့်ဆက်နေစီရတယ်နဲ့ဆရာပါတိတ်ကောင်းလို့ပါစိုင်းဆရာခေါ်နေပြီစိုင်းတော့ကမှာအရှိန်တရေတင်နဲ့စိန်ဝင်းလွင်တီ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 ဘယ်အချက်ကိုခေါ်နေတဲ့အတိုင်းပဲနော်နဲဆရာနာစိတ်ကူပါပေးတဲ့ကိုချင်းလို့တပုတ်တော့တီးကြမလို့တဲ့တွေ့လားပလုံးရေးစမ်းသူကပလုံးစမ်းမှာတော့ကိုလည်းနဲဆရာပဲနဲစမ်းလိုက်နဲစမ်းလိုက်အဲ့လူတွေကလည်းမရှိဆရာလေဟုတ်လေအကောင်လေးတတိုင်းဘာမှကြောက်စရာမလိုတွေ့လားမအဲ့ကထိုင်ကြည့်နေခုနကပြောဆိုတော့ကောင်းအဲ့ဒီကလေးတေချာနေလာနေတာ तू ကပလုံးစမ်းမှာတော့ကိုကနဲစမ်းလိုက်လို့နဲစမ်းလိုက်စမ်းပြီရပါတယ်ဟဲ့နဲကိုမစမ်းနဲ့ဘူးတအဲ့ကကြည့်တာနော်ဥပဒေနဲစမ်းပြမယ်ကြည့်တာနဲစမ်းတော့လူစမ်းဟောဒါမှနဲစမ်းတာခေါ်တယ် ဒုက္ခိတအဲ့ဒါဒုက္ခိတမှာစမ်းတတ်တာမလို့ဘယ် ဆရာ စိန်ဝင်းလည်းမှုတ်တဲ့နှစ်လက်ပေါက်ဘယ်နှပေါက်လဲ 9ပေါက်ပါအောက်ပေါက်နဲ့ဆို10ပေါက်ပေါ့နေဖင်ကောင်းမပြောပါဘူးရေးတယ် तू ကရှက်နေတယ်ဟုတ်တယ်မှာပဲဟုတ်ကဲ့ပါအပေါ်ကအမေများရဲ့အပေါ်က9ပေါက်အောက်ကလက်မနဲ့ပိတ်တာ1ပေါက်အားလုံး10ပေါက် ဒီထဲကြောက်သူကြောင်းသားတွေပါမှာပါ အများကြီး သားတို့တပည့်တို့စံမေးပွဲတဲ့များခက်စစ်အမေးဖြေပါလာလို့မြမနဲ့လက်ပေါက်ဘယ်နှပေါက်လဲဆိုရင်10ပေါက်လို့ဖြေရမယ်နော်9ပေါက်လို့ဖြေရင်မှားတယ် ဟုတ်ပါ ဘယ် ဒီဒီ စိန်ဒူဝါကြီးတီးတဲ့ပတ်လုံးဘယ်နှလုံးလဲ 23လုံး အဲ့ကောင်20လုံး အောက်က2လုံးတိတာထဲမှာပေါက်ရင်လဲဖို့နှလုံးထည့်ထားတာလေအဲ့ဒါပါပေါင်းပြောတာအေးရော ရစီတော့အတော်စုတဲ့ကောင်တပုတ်ထဲပါဆန္ဒဆွေခဏခေါ်လိုက် ဟုတ်မဆွေ ရှင် ဆရာခေါ်နေဗျရောက်ပြီဆရာ မဆေ ရှင် ဆိုထားတာကယောက်ျားမင်းသမီးကြီးမဲအောင်မလားနော် ဟုတ်ကဲ့ တချင်းနာမည်ကလင်းချော့တီ ဟုတ် ပါတယ်လေ လင်း ဗျာမင်းကခေါ်လာလို့ခေါ်လာအေးပြရ
ဆိုထားတာကယောက်ျားမင်းသမီးကြီးမဲအောင်ဗလ ဟုတ် တချင်းနာမည်ကလင်းချော့တီဗါလဲလေ လင်း ညာကြီးကြီးကောင်လေး ခွာလို့လိုက်ပြောင်းတာတော့ ကြောင်တော့မပေါ့စီးတုတ်ထားလို့ပါ တော်ပြီပြောမနေနဲ့တော့တေချာဆိုနော် ဟုတ်ကဲ့ တူအောင်ဆိုစ အလားပေး သမီးရဲ့အတန်းဝင်တာပေါ့တကယ်တမ်းပြောရင်ကိုကလားရေတချို့တကယ်အတန်းနေဝင်ပါတယ်အတန်းပွဲဆက်ကလည်း90ကျော်သွားပြီတပွဲတရက်မှလည်းကောင်းကောင်းမနာရအောင်အသက်ကြီးလာမှစမ်းပွင့်လာလားသေပန်းပွင့်လာလားမသိပါငားလိုက်ကြတာအဝေးကြီးတွေတရားပြီးရန်ကုန်တောက်လျှောက်ခုပါမှာမဆူရဲ့အတန်းဝင်တာပေါ့ကိုချစ်တဲ့ပိတ်သက်ကအဝေးကြီးကလာတဲ့မန်းလေးရဆိုင်ကိုတေချာနားထောင်တာအရှိကြီးနဲ့ဆွဲကြည့်လေ ဟုတ်ကဲ့ပါ လာဘယင်အရှိကြီးဆွဲနော် ဟုတ်ကဲ့ဟုတ်ကဲ့ လီ ဘာတော့ ဘာဘာကအမလေးတာနည်းနည်းပါဆိုင်တော့ဟာရှိဆွဲမဆိုအမလေးတာပေါ့နော် အဲ့ကောင်အရှိကြီးဆွဲပြီးမိုးလေးပဲဒီရောက်လွှတ်ပြတယ် မမေကပြစကားနားမလဲဘူး စောင်းတဲ့ကလည်းနေရကရှောက်ပြောဆို အလားပေး ဒါမှနိုင်ငံကျော်အဆိုတော်ကြီးပေါ့ ဗလာလီကျမလေးကိုစိတ်ကလေးရတတ်တိုင်းပါမမောဗလာလီဟာအစားစားရင်နာကျမလေးမသဘောလာပါတဲ့ကိုစိတ်ကတုံးမနှောလာပါတဲ့ကိုစိတ်ကတုံးကိုလင်းကိုပင်ချော်လာတဲ့ထင်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 ရှေ့ကကြည်တော့ခပ်ပြုံပြုံနောက်ကကြည်တော့ခါကုန်ကုန်အထောက်အောက်လျှောက်ကြည့်ဖနှောင်းအထိကြည်လို့လည်းမဆုံးရှုလို့လည်းမဆုံးကျမလင်းကိုစိတ်ကရုံ တီးတာကအလင်းကားကျော်စောဘဘဥပပေါင်းတဲ့နားထောင်ကြည့်ပြပတိကတ်တန်တော့ကပြပတိဒီတန်ထွက်အောင်ကြည့်ဟောအဲ့ဒါမှမင်းသားထွက်လာပြီဗျရှင်နာမင်းသားလေးနဲ့ထွက်လာပြီအမလေးလာဗျာညလာဗျာခင်ဗျာကျုံးလေးကြည့်လား ဟဲ့မင်းဒါပါလို့တော့ မင်းသားထွက် ပရိတ်တက်တွေအကုန်လုံးကြားတယ်ငါတီးတာကယောက်ျားမင်းသမီးကြီးမဲအောင်ဗလတချင်တီးတာမင်းသားတချင်တီးတာမဟုတ်ဘူးမထွက်တဲ့ပြောင်းဝယ် မဲအောင်ဗလသချင်းတီးလို့မဲအောင်ဗလနဲ့တွဲတဲ့မင်းသားဥစိန်ကတုံးထွက်လာ သဘောပေါက်တယ်မင်းကမဲအောင်ဗလတချင်တီးလို့မဲအောင်ဗလနဲ့တွဲတဲ့မင်းသားကြီးဥစိန်ကတုံးထွက်တာ ဟုတ်တယ် ဒါပါမျိုးလေ ဒါတမူးမြို့ ထင်မြင်မသိနဲ့အလူတကာကလည်းအောက်သားအလူမလည်းအောက်သူအမျိုးတွေကလည်းအကုန်လုံးဆိုင်းနေနားထောင်မှုတဲ့မင်းသားတွေနားထောင်မှုတဲ့မင်းမတူရင်ကဲ့ရီမှာနော် ကြိတ်လို့မရအောင်ဆွမ တကယ်ဆိုမှာ တကယ်ချင်ပါ ဒါပါတော့ အေးဒါကြီးမင်းတို့ငါးဖာကြီးတတိယလားကျွန်တော်ဖာကြီးကဘဘူးဆရာဒါမျိုးလေးကင်ပြီးတတ်မတူရင်မင်းငါထိတ်ထူမှာနော် ဖြုတ်လို့မရအောင်ကိုဆွမ မင်းသားနဲ့ကနေညတော့တွေ့ကြသေးတာပေါ့ကွာဆိုသား ခဲ ဆရာကြီး ခဲ ခက်တဲ့ရင်တပြည့်နေရသွားဗျဒီရက်ကွက်ကအလှပေးနေလို့ပါ ဟာကဘာနဲ့မသိဘဲနဲ့ပြောနေ
ဦးစိန်ကလေးနဲ့မတူရင်ငါ့ကိုလက်ရိုက်နဲ့ရိုက်မှာဒါကြောင့်မို့တူအောင်ဆိုတာဦးစိန်ကလေးကစကားပြောရင်ထစ်တယ်တချင်းစဆိုရင်လည်းထစ်တယ်အရှိန်ရတော့မှရှော့ရှော့ရှူရှူဖြစ်တာဒါကြောင့်မို့ဦးစိန်ကလေးနဲ့တူအောင်ကက်ဘာမှမတည်ဘဲနဲ့ရှော့ပြီးဘပဲရေ တူတူရေ မင်းကဘာမှသဘောမပေါက်ဘူးလာငါပြောမယ်ငါဘာပြောရသေးဘူးပြောတယ်မှတ်လို့ဘောလို့သူများရဲ့အဲ့လိုလုပ်တာပဲပြောတယ်မှတ်လို့ဘောဘာလဲအိန္ဒိယရဲနဲ့တွေ့ရတယ်လို့ပဲသူပြောတယ်နားမလည်ဘူးကိုပြောလည်းမသိဘူးလားအဲ့ဒါကငါအဲ့ကောင်ကိုမတူရလက်ရိုက်နဲ့ထိတ်ထုမှာမင်းနှောက်ရက်တယ်လို့ပြောနေလိမ့်မယ်ထိုင်ငန်းဆိုစမ်းတူအောင်ဆိုစမ်းလက်ရိုက်တဲ့ဝေအောင်ဒီဘွားတက်ဆိုဟိုနာဆိုမတူရင်ဘွားဆိုရိုက်ကိုနာဒီနာဆိုဟိုကြီးဆိုကရမတုံဟိုတစင်းတွေတတလောဟိုကြည့်မယ်ဒိန်လို့ရေးလို့မဖေးတော်ဒီကောင်းမောင်းချွတ်လိုက်လို့ရတာနမို့စရာဘူးရဟုတ်တယ်ကျေးဇူးရှင်များရဲ့မင်းသားကြီးဥစိတ်ကတော့ကစကားတိတ်တက်တာပဲလာတာတော့ပဲတော့မလို့တော့စကားတိတ်တက်တာ तू ကတချင်းဆိုရင်လဲပထမပိုင်းထစ်တယ်နောက်ပိုင်းကျတော့အရှိန်ရပေါ့တော့မထစ်တော့အဲ့ဒါကိုဒုက္ခကပေးတက်ကအဲ့ဒီမင်းသားကြီးကိုတိတ်ချစ်တာလှဟန်စကားမထစ်ဘူးနော်တကယ်ကောင်းတယ်ထစ်အောင်ဆိုရတာခက်တာပေါ့လှဟန်ရေးရပြန်ဆိုတာဓာတ်လိုက်ကုန်ပြီသူကလိုက်ကုန်မယ်အဲ့မှာ तू အောင်ပြန်ဆိုတာကရမတုံဟိုတစင်းတွေတတလောဟိုကြည့်မယ်ဒိန်လို့ရေးလို့မရအလားတဲ့စကားခရကျွဲကတိထုံမုံကတော့ဒီဝီဖုံးနဲ့တူတယ်မရအလားတဲ့စကားခရကျွဲကတိထုံမုံကတော့ဒီဝီဖုံးနဲ့တူတယ်ချောက်ပြင်းကင်းစင်းမှုကျွဲနမတဲ့ဗလာချောက်ပြင်းကင်းစင်းမှုကျွဲနမတဲ့ဗလာရဲ့ချောက်ပြင်းကင်းစင်းမှုကျွဲနမတဲ့ဗလာချောက်ပြင်းကင်းစင်းမှုကျွဲနမတဲ့ဗလာရဲ့မြင်းသူတကငဲမလောက်သူထဲအစင်ကျွဲရမင်းမြင်းသူတကငဲမလောက်သူထဲအစင်ကျွဲရမင်းတေဝီဖုံးကိုကွဲတတလုံးပြတ်မမောင်းမောင်စိတ်ကလေးကကျင်မငါမဲအမလေးပေါင်းလာလာကောင်းလေတကယ်ခရကစဆိုသွားတာစိန်တူးဝါးကြီးမကောင်းဘူးလို့အပြောမခံနိုင်ဘူးဝင်းလေတီးမယ်ရွာသားကွာရွာဒီလိုက်စားနေတဲ့ရွာသားညောင်းကိုသီးလေးစားလာညပြောချက်လာချိုင်းအရာသာရှိစိန်ထူးဝါပြောလာအောင်ဘလို့ဆိုရမှတ်တယ်လေဟုတ်လို့ဆိုတယ်ရှက်ရဲ့ဒုမမဲကကကြလို့
မုန်းနဲ့ရှိပါမေရှေ့ရဲ့ဒူမောင်မဲကကြီးများလို့ဟလာနဲ့ဆုံတွေ့ရလဲကောင်းတဲ့ပြည့်ပြည့်ပြောင်းလေမောင်ကတော့မမုန်းနဲ့ရှိပါမေအောင်မလားပြုတ်ပြုတ်ရဲ့မောင်ကအပေါ်မဆိုးရဲ့အောင်မလားပြုတ်ပြုတ်ရဲ့မောင်ကအပေါ်မဆိုးရဲ့ဆရစ်တွေစလောက်တွေအကောက်တွေခရုံးစိမ်မမရွှေကြမ်းကျိန်ဝန်းတေဘလာခင်ကညာသာပြောမကြီးတမဲဟဲကိုလာအကိုချီပွေကားမောင်ချီပွေကားခတ်တုံးချီပွေကားခေါ်ပါမဗျာဘလာရဲ့နမခရဲရဲ့ခရဲဟာလန့်တာအဲ့ဘယ်တော့မိုးလေးကအယူမိုင်းနဲ့ဒီဘက်ကူလာလားမသိပါဟဲ့မင်းနဲ့မဆိုင်ဘူးဒါဥကြက်တွေကတော့တုံးနေတိုင်းကိုတုံးတော့လာပါပဲကွာဆရာ ပါလေ ဆရာအနောက်ရှက်ပေါ်လာတယ် ဘသူကနှောက်ရက်လို့လဲတမူးမျိုးလောက်ရင်ကျေးတာတမူးမျိုးရှိတယ်ဘသူကနှောက်ရက်တော့ အရက်ကမနောက်ရှက်ဘူးအသားတွေကလောက်ထွက်နေတာ ဘာပြောလို့ ဟာသိကျင်ဘယ်ဘက်သာလက်ကြည့်တော့ဘယ်ဘက်ဘယ်ဘက်ရေ ရှက် ဘာလောက်တာတော့ မဲအောင်မလားလေ ငါသဘောပေါက်ပြီလှဟန် ရာ ဝင်းတာလိုက်တော့ ဘာလို့ မင်းဆိုတာဘသူသချင်းလဲ ဥစိန်ကတုံး ဥစိတ်ကလုံးနဲ့တွဲတာဘသူလဲ မဲအောင်ဘလောက် မဲအောင်ဗလားကယောက်ျားလားမိန်းမလား ယောက်ျားကြီး ရှေ့တော့ကမိန်းကလေးတွေမင်းသမီးဘက်ကရဲ့လို့ယောက်ျားမင်းသမီးကြီးမဲအောင်ဗလားဆိုတာပေါ်ခဲ့လားဟီဒီဟုတ်တာပတရားရှိတယ်လေရှေ့တော့ကဒါကြောင့်မို့လို့ယောက်ျားတွေကမင်းသမီးတရံကပေးရတာမင်းလည်းပဲပျော်လိုက်တော့ဘဲတော့ကမင်းကိုပါရမီဖြည့်ပေးတာပျော်လိုက်တော့ဝဲတာလိုက်တော့ ဒီကောင်ပါရမီဖြည့်တာမဟုတ်ဘူးပါရမီဖြည့်နေတာရဲ့ခင် ဘာလို့ တိုင်းမြုံတွေးရင်မ တွေးလိုက်စမ်းပါ ဓာကြီးနဲ့တွဲမဲ့စားဟိုတမှုစိတ်နဲ့တွားပြီးအချောင်းနဲ့တွဲတာမှထမင်းကြော်လေးစားပြီးဓာကြီးနဲ့တွဲကြည့် ဒီလိုလို့မင်းအဆန်တွဲကြည့်အကယ်၍မင်းစိတ်တိုင်းမကြရင်ကာယဝင်သွားပြီးတော့အဲ့ဒီကောင်ကိုမန္တလေးကိုကားနဲ့ငါပတ်စံကုတ်ခံပြီးတင်လွှတ်လိုက်မယ်ကဲပြီးရော ကားစီကျွန်တော်ခံမယ်အခုတည်းကတင်လွှတ်လိုက်တာ မင်းလည်းအဆန်တွဲကြည့်ပါဦးကောင်းပါလေဆိုပါ ဆိုတွဲခံနေတာမဟုတ်ပါဘူးအိုးမဲအောင်ဗလားရဲ့ အကိုပေထောင်ကြမယ် အဲ့မဟုတ်ပါဘူးလို့ပြောနေမှာယောက်ျားထောင်ချယောက်ျားထောင်ချမှာတော့ဒီကောင်မလင်းငယ်နေခြင်းမုံရတယ်ကျွန်တော်ခေါ်အိုးမဲအောင်ဗလားရဲ့သူကပြန်ထိုးအကိုဘယ်ဆောင်ကြွမယ်ကိုဘယ်ထောင်ကြမလဲတဲ့လားကဘောချိုင်ဝမ်းနာမည်ကြီးပြကြောက်ချာတော်တော်ကောင်းတယ် ဘယ်တော့ ရှက် မင်းငါအိမ်တော့တည်ထားအဲ့တိုင်းမဟုတ်ဘူးလေအိုးမဲအောင်ပလာရဲ့အကိုဘယ်အဆောင်ကြွမဲဒီလိုဆိုရမှာလေ ဟာ စိတ်ဆင်းရဲတာကလည်းနော်တခါမရဲ့ခွတ်လို့လက်ခါမရဲ့ခွတ်မလို့လေတခါတည်းပါလားခွတ်လို့လေ ဒီတကမရောကန်းချောက်မှာ အေးပါတခါတည်းမှာတာပါ ထောင်ချမှာဆိုလို့ခါဖို့ရခေါ်အိုးမဲအောင်ဗလားရဲ့ အကိုပေဆောင်ကြွမယ် တော်ကြီးမှန်သွားလို့
မ်းကြတဲ့ရေအိမ်မှာရှင်းရှုနဲ့ပွတ်တဲ့စီစီနဲ့ စမ်းကြတဲ့ရေအိမ်မှာရှင်းထိုင်ရင်မှာပေါ့ရေစားမှာထိုင်ရင်လည်းမောင်ရဲ့တဲ့နေစားကချောင်းလေးနဲ့လိုက်ပို့ပါတဲ့ ထိုင်ရင်မှာပေါ့ပြုတ်နှလုံးမတည်နဲ့ဘောက်ပဲခတ်တယ် အဲ့ဒါဂိုင်းပြတ်နေလို့ပြိုနှလုံးမငိမ့်နဲ့ကိုကရုံးစိတ်ရဲ့ ပြုတ်နှလုံးမငြိမ့်နဲ့ကိုကရုံးစိန်ရင်ရှေ့ကကြည့်တာခပ်ပြင်းပြင်းနောက်ကကြည့်တာဖင်ကောင်းကြီး ပြီးတော့နောက်ကနေပြင်မနေတာရနောက်ကကြည့်တော့ခါကုန်းကုန်း နောက်ကကြည့်တော့ခါကုန်းကုန်းကြည်လို့မစုံရှူလို့မစုံကျမလေးအုံရှင်သည် ဒါကြောင့်မဖြစ်ဘူးလို့ပြောနေကျမလင်ကိုစိန်ကရုံးလို့ခေါ်ရမှာကျမလင်အုတ်ရှိတီးတဲ့ကျမလင်အုတ်ရှိတီးဆိုမှတော့မြောက်ကိုတီးနဲ့ရောချက်ဘယ်နဲ့လုံးမှာတော့ခင်ဗျာနေဘူးရခင်ဗျာနေဘူး ပဲတော့ ရှာ မင်းငါတို့အလုတ်ကိုတက်တက်မဲ့နှောက်ရှက်နေတာမင်းမဟုတ်တာတွေကြည့်လောက်တာသွားထိုင်တော့ ဟာလေ